ကျွန်တော်တို့ဒီကဘာပေါ်မှာရှိတဲ့တက်ရှိတတ်တဲ့ဝါရိုင်းကအိုနာတေခြင်းဆိုတဲ့လောကနီးယာမှာကိုတမျိုးတစ်ပုံနဲ့ကြုံတွေ့ရပါတယ်ဒါပေမဲ့ဒီထဲမှာကမှကျွန်တော်ဒီပင်လယ်ရေအောက်အနက်တနေရာမှာပုံးပွေပြီးနေထိုင်နေတဲ့အကောင်လေးတစ်ကောင်ပါတော့ဒီຢာတွေကိုဆန့်ကျင်ပြီးတော့နေထိုင်နေပါတယ်ဒီကောင်လေးကိုကျွန်တော်တို့အများသောအားဖြင့်လူတွေအနေနဲ့က immortal jellyfish လို့သိရှိထားကြပါတယ်ဒီကောင်လေးတွေကနာမည်နဲ့လိုက်အောင်ပဲထာဝရအသက်ရှင်သန်နေထိုင်နိုင်ကြတဲ့အကောင်လေးပဲဖြစ်ပါတယ်ခင်ဗျာပထမဆုံးအနေနဲ့ကျွန်တော်သူတို့ရဲ့အရွယ်အစားကိုပြောပြပေးချင်ပါတယ်ပြန်အများအားဖြင့်ကတော့ဒီကောင်လေးတွေရဲ့အရွယ်အစားကကျွန်တော်တို့လူတွေရဲ့လက်သေးခွန်လောက်တာရှိပါတယ်ပြောရရင်တော့အလုံးသေးငယ်တဲ့ရေနေတသက်ဝါလေးလည်းဖြစ်ပါတယ်ခင်ဗျာပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ကမှန်တစ်ချက်လိုမျိုးကြည်လင်နေပြီးတော့ကျွန်တော်တို့အပြင်ကကြည့်မယ်ဆိုရင်သူတို့ရဲ့ဒီနီရဲနေတဲ့အစာချေစနစ်ကိုအတိုင်းသားမြင်တွေ့ရပါတယ်ပြီးတော့ဒီကောင်လေးတွေကိုကျွန်တော်တို့ကဘာရဲ့သမုဒ္ဒရာအများစုမှာမြင်တွေ့ရလိမ့်ရှိပါတယ်ခင်ဗျာဒါပေမဲ့အဓိကအားဖြင့်ကတော့ Caribbean ပင်လယ်နဲ့ဂျပန်နိုင်ငံအနီးမှာရှိတဲ့ပင်လယ်သမုဒ္ဒရာတွေမှာအများဆုံးမြင်တွေ့ရပါတယ်ခင်ဗျာဆက်လက်ပြီးတော့ကျွန်တော်ပြောချင်တာကဒီကောင်တွေကဘယ်လိုမျိုးအထာဝရအသက်ရှင်သန်နေထိုင်တာလဲဒါကိုကျွန်တော်အသေးစိတ်ရှင်းပြပေးချင်ပါတယ်သူတို့ကဘယ်လိုနေထိုင်လဲဆိုရင်သူတို့ဒီဥတွေကပေါက်လာတဲ့အကောင်ပေါက်လေးမွေးကင်းစကလေးလေးတွေအနေနဲ့ကပင်လယ်တန်းလာကြောက်တန်းတွေမှာကတ်တွယ်ပြီးတော့နေထိုင်ကြတယ်ဒီအဆင့်ကနေပြီးတော့ဒီနောက်တစ်ဆင့်ဖြစ်တဲ့လက်ချောင်းလေးတွေပေါက်လာတဲ့အဆင့်အရွယ်ရောက်လာတဲ့အဆင့်ကိုတဖြည်းဖြည်းဆင့်ကဲပြောင်းလဲပြီးတော့ရောက်သွားတဲ့အခါကျရင်တော့တခြားသော jellyfish မျိုးစိတ်တွေလိုမျိုးပွားမယ်ဥမယ်ပြီးရင်တေဆုံးခြင်းဆိုတဲ့အရာကိုရင်ဆိုင်ရတာမဟုတ်ပါဘူးခင်ဗျာဒီ jellyfish တွေကဘယ်လိုလဲဆိုတော့သူတို့ခန္ဓာကိုယ်မှာရှိတဲ့ cell တွေကသူတို့ကိုဒီတေဆုံးခံနေအုံမင်းရင်းရော်သွားတဲ့အခါမှာသူတို့ခန္ဓာကိုယ်မှာရှိတဲ့ cell လေးတွေကမွေးခွင်းစကလေးအဖြစ်သို့ပြန်ပြီးအချိန်ကိုနောက်ဆုတ်တယ်လို့မျိုးစင့်ကဲပြောင်းလဲတဲ့ဖြစ်စဉ်ကိုပြုလုပ်နိုင်ကြပါတယ်ခင်ဗျာအသက်အရန်ကြီးပြီးတော့တေဆုံးခံနေအဖိုးတယောက်ကနေပြီးတော့မွေးကင်းစကလေးအဖြစ်ကိုနေချင်းညချင်းမှာချက်ချင်းစင့်ကဲပြောင်းလဲပြီးတော့ပြန်ရောက်သွားတဲ့ဖြစ်စဉ်မျိုးပဲဖြစ်ပါတယ်ခင်ဗျာသိပ္ပံပညာရဲ့အခေါ်အဝေါ်ကတော့ transdifferentiation ကိုခေါ်ပါတယ်ဒီလိုမျိုးကလေးဘဝကနေပြန်ပြောင်းပြီးရတယ်သူတို့ကဘဝတစ်တစ်ခုအနေနဲ့ပြန်လဲပြီးတော့ကြီးထွားတယ်ကြီးထွားပြီးတော့ဒီဘဝတန်တရားထဲမှာပဲအကြိမ်ကြိမ်အဆုံးမရှိထာဝရအသက်ရှင်သန်နိုင်တဲ့ကဘာပေါ်ကတစ်ခုတည်းသောတတ္တဝါမျိုးစိတ်တစ်ခုလို့ပြောနိုင်ပါတယ်ခင်ဗျာဒါပေမဲ့ဒီနေရာမှာမေးစရာတစ်ခုရှိလာပါတယ်ဒါကဘာလဲဆိုရင်ဒီ jellyfish တွေကသေဆုံးနိုင်တဲ့အားနည်းချက်တွေလုံးဝမရှိတော့ဘူးလားလို့မေးခွန်းပြန်ထုတ်နိုင်ပါတယ်ဒီနေရာမှာပြောရမယ်ဆိုရင်တော့အဲ့လိုလုံးဝမဟုတ်ပါဘူး jellyfish အကောင်ကြီးကဥမာတက်တောင်းရှိဒီအကောင်ကြီးတက်တောင်းလုံးဝမသေးဆုံးနိုင်တာမဟုတ်ပါဘူးခင်ဗျာဘာလို့လဲဆိုတော့ဒါသူတို့ရဲ့နေထိုင်တဲ့ပတ်ဝန်းကျင်နဲ့လည်းဆိုင်ပါတယ်ကျွန်တော်ခုနပြောခဲ့သလိုပဲသူတို့ကတဘာဝအလျာတာတက်ရှင်တန်နေထိုင်မယ်ဆိုရင်ထာဝရနေထိုင်နိုင်တာဖြစ်ပေမဲ့လည်းဒါပေမဲ့သူတို့ကိုတခြားတိုင်းလိမ့်ဆန်ကြီးတွေကအစာဖြစ်နေဖန်ဆားတာမျိုးတွေဒါမှမဟုတ်သူတို့နေထိုင်တဲ့ပတ်ဝန်းကျင်ကပင်လယ်ရေထုကအလွန်ညစ်ညမ်းပြီးတော့နေထိုင်လို့မရတော့အောင်ဆိုးရွားတဲ့အခြေအနေတွေမှာဆိုရင်တော့ဒီ immortal jellyfish တွေကလည်းသူတို့ဒီငယ်ဘဝကိုပြန်ပြီးဆင့်ကဲပြောင်းလဲနိုင်တဲ့ဖြစ်စဉ်ကိုမပြုလုပ်နိုင်တော့ပဲချက်ချင်းပဲအသက်သေဆုံးသွားရတဲ့ jellyfish တွေလည်းအများကြီးရှိပါတယ်ခင်ဗျာဆိုတော့ဒီနေရာမှာကလည်း 100% ထာဝရအသက်ရှင်နေထိုင်နိုင်တာမဟုတ်ပါဘူးခင်ဗျာဒါကိုလည်းသိရှိနားလည်စေချင်ပါတယ်နောက်ဆုံးတစ်ချက်ကတော့ဒီ jellyfish တွေကိုကျွန်တော်တို့ဒီသိပ္ပံပညာရှင်တွေကအသေးအတန်လေ့လာနေပါတယ်ဘာလို့လဲဆိုရင်ဒါကျွန်တော်တို့လူသားတွေအတွက်ပဲဖြစ်ပါတယ်ဥပမာကင်ဆာလိုယောဂါမျိုးတွေနဲ့အိုမေးရင်းရော်ခြင်းဒီလိုမျိုးဖြစ်စဉ်တွေကိုဒီ jellyfish တွေမှာရှိတဲ့အသက်ပြန်ငယ်သွားအောင်ကူညီပေးနေတဲ့သူတို့ရဲ့ cell တွေကိုအသုံးပြုပြီးတော့ကျွန်တော်တို့ဒီသိပ္ပံပညာရှင်တွေကလေ့လာပြီးတော့ဆေးဖော်ထုတ်မှုတွေကိုစူးစမ်းပြုလုပ်နေပါတယ်ခင်ဗျာကဲဆိုတော့ဒီနေ့ရဲ့ဗီဒီယိုလေးကတော့ကျွန်တော်ဒီနားမှာပဲဆုံးသတ်ပါမယ်ခင်ဗျာဒီဗီဒီယိုလေးကိုကျွန်တော် viewer တွေအနေနဲ့သဘောကျတယ်ဆိုရင်တော့ကျွန်တော် channel လေးကို like နဲ့ subscribe လုပ်ခဲ့မမေ့ပါနဲ့ခင်ဗျာနောက်ဗီဒီယိုမှာဘာလေးတွေသိချင်သေးလဲဆိုတော့ comment အောင်မှာရေးခဲ့ပြီးလို့ရပါတယ်ကျွန်တော်တို့ iPad မှာကျွန်တော်တို့အခုလိုအချိန်ပေးကြည့်ရှုပေးရတော့ကျွန်တော်တို့ဘက်ကကျေးဇူးများတင်ပါတယ်ခင်ဗျာ bye bye